ခင်ဗျားကရုံးမှာတော့မန်နေဂျာတယောက်ဖြစ်ချင်ဖြစ်လိမ့်မယ်ဒါပေမဲ့အိမ်ပြန်ရောက်တဲ့အခါမှာရောခင်ဗျားကဘယ်လိုလူစားလဲတော်တော်များများကအပြင်မှာတော့လူတွေကိုပြုံးပြတယ်သိခံတယ်နားထောင်ပေးတယ်ဒါပေမဲ့အိမ်တကားကနေဝင်လိုက်ပြီဆိုတာနဲ့ငါအိမ်တော်ဦးစီးกว่าဆိုတဲ့မာနနဲ့အမိန့်တွေပဲပြီးနေတတ်ကြတယ်အဲ့တော့အိမ်မှာရှိတဲ့မိသားစုဝင်တွေကခင်ဗျားကိုချစ်လို့နားထောင်တာလားဒါမှမဟုတ်ကြောက်လို့ငြင်းခံနေတာလားဒါကိုသိချခွဲခြားဖို့လိုပါတယ်မှတ်ထားပါမိသားစုဆိုတာကုမ္ပဏီတစ်ခုမဟုတ်ဘူးဗျအမြတ်အစွန်းရှာစရာမလိုဘူးလိုတာကနားလည်မှုနဲ့လုံခြုံမှုပဲအိမ်မှာမန်နေဂျာတယောက်လိုလုပ်ပြီးအုံကောင်းနေတာခေါင်းဆောင်မဟုတ်ဘူးအနိုင်ကျင့်တာပဲဖြစ်တယ်တကယ် family leader ဆိုတာမိသားစုဝင်တွေစိတ်ညစ်စရာရှိရင်ပြေးလာခြင်းနဲ့ရင်ခွင်တစ်ခုဖြစ်နေဖို့လိုတယ်ဒါကြောင့်ဒီနေ့အိမ်ပြန်ရောက်ရင်အမိန်ပေးမဲ့အစားသူတို့စကားကိုစောအောင်နားထောင်လိုက်ပါဒီနေ့ပြင်ပန်းလာလားဆိုတဲ့စကားတစ်ခွန်းကအမိန်တန်အကျယ်ကြီးထက်ပိုပြီးဩဇာကြီးပါတယ်မိသားစုကိုဥဆောင်နိုင်မှကဘာကြီးကိုဥဆောင်နိုင်မှာပါမိသားစုခေါင်းဆောင်မှုပညာရပ်တွေအတွက်ဦးချင်းမြန်မာကိုဖော်လို့လုပ်ထားဖို့တောင်းဆိုပါတယ်မေတ္တာဖြင့်တည်ဆောက်တဲ့ခေါင်းဆောင်များဖြစ်ဖို့လည်းတိုက်တွန်းပါတယ်ဗီဒီယိုကိုစောင့်ကြည့်ပြီးလို့ဒီနေ့ကနေလိုက်နဲ့ကျေးဇူးတင်ရှိပါတယ်ကျွန်တော်ကဦးချင်းမြန်မာဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်